စိတ်ဆိုးတယ်ဆိုတာဘာကြောင့်ဆိုးတာတော့လို့သိချကြည့်လိုက်လို့ရှိရင် तू အဆိုးမြင်လို့အပြစ်မြင်လို့ဒေါသဖြစ်တာအဲ့ဒီအပြစ်ကိုမကြည့်နဲ့အပြစ်ကိုမကြည့်ဘဲနဲ့ကောင်းတာလေးကိုရွေးချယ်ကြည့်ဒါကြောင့်မို့ဟိုရင်ပြောတာဒီနှစ်သက်စရာကောင်းတဲ့အခြေအနေလေးတစ်ခုကောင်းတာလေးကိုကြည့်ရှုပြီးတော့မေတ္တာပွားရမယ်ဥပမာပါနဲ့တူတော့ဆိုလို့ရှိရင်မော်ဒီဖုံးနေတဲ့ရေကိုယ်လည်းရေကတာတော့ချင်တယ်ဆိုရင်ဘာလို့ရတော့ရေအိုင်တော့တွေ့တယ်အဲ့ဒီရေအိုင်ကြီးကိုမော်ဒီညင်းနေဖုံးနေတယ်ဆိုရင်အဲ့တော့လက်လေးနဲ့အဲ့ဒီမော်ဒီကိုဖယ်ပြီးတော့ရေတောက်တယ်အဲ့ဒါတို့ပဲလူတွေဆိုတာခုံတဲ့အပြစ်နှစ်ခုရှိတယ်အဲ့တဲ့အပြစ်ကိုအသာလေးဖယ်ထားပြီးတော့ကောင်းကွက်ကလေးတွေကြည့်ပြီးတော့မေတ္တာပွားမယ်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးရှာကြည့်ပြီးတော့မေတ္တာပွားအဲ့ဒါဒေါသဆိုတဲ့ပြီးကိုမေတ္တာနဲ့ပဲနှိမ့်သက်ရမယ်လို့ဆိုလိုပဲเนาะ